အမေတော်တိတ်ညနော်ဟုတ်ကဲ့အမေလက်ဆောင်ပစ္စည်းလာပို့ပေးတာလက်ဆောင်ပစ္စည်းရထားလို့အမေမာထားရလားဟုတ်တယ်လက်ဆောင်တွေလာပို့ပေးတာအမေမာထားရလားမမဟုတ်လားပတ်ဆိုင်ရှင်းအောင်ပါပတ်ဆိုင်ရှင်းအောင်ပါမလည်းမဟုတ်လားငါမလဲဘူးအဲ့ဒါဒီညမ်းမလားမသိဘူးဟုတ်တော့မယ်ခင်ဗျဟုတ်တော့မခိုင်းတယ်ဘူးအမေကြီးနဲ့မေကြီးနဲ့ရောက်လာတာညီမလေးတွေပဲကြီးညီမလေးနဲ့လူနေကြလားသူနဲ့ပဲလူနေရနော်ဟုတ်ကဲ့အမေလက်ဆောင်ပစ္စည်းရထားဆိုတာဒါခဏစတာလက်ဆောင်ပစ္စည်းအမေရထားတာဟုတ်တယ်ကောင်းမှာပါတယ်သူကကြောက်လေအမေကိုလက်ဆောင်ပစ္စည်းတမ်းမပြနဲ့တဲ့ခဏပြင်ပြောပြမယ်ဒီကနောက်ဆုံးကျမှလှုပ်ပြီးလူကိုပြောပြလာရတဲ့အရင်ဆုံးအမေကိုလက်ဆောင်ပစ္စည်းလေးအရင်ပြချင်တာမလိုက်ရမှာမလဲဘူးအမေဒီကနေဆောင်ပေးဒါလက်ဆောင်လေးပြီးပြန်လာခဲ့မယ်အမေရှိမှလက်ဆောင်ပစ္စည်းလေးရောက်ဆိုအမေဘာကြီးလဲဆိုကြည့်ရမယ်လေနော်ပတ်စံအကုန်ရှင်းပြီးသားကြည့်ရဆိုတာမေးတယ်ဟုတ်သူကနန်းနန်းပြောတာလေပြောလိုက်တယ်နောက်ဆုံးကျမှလည်းအမေကိုပြောပြလာရတဲ့အမေကိုလှုပ်ပြီးရဲ့လူကိုနောက်ဆုံးကျမှတီးစေချင်တာတဲ့အမေကို surprise တိုက်တာအဲ့လိုဆိုတာဒီလက်ကများလားဘဒူကြီးလည်းပေးမယ်လူအမျိုးကြီးတယ်မှာဘဒူကြီးလည်းပေးမယ်လူအမျိုးကြီးတယ်မှာလက်ဆောင်ပစ္စည်းပေးမယ်လူဘဒူများရှိလဲတာချီလိုက်မှာတော့ရှိတယ်အမေနဲ့ဘာတော့ရလဲတာချီလိုက်ကဘာလဲအမေနဲ့ကြဘာတော့ရလဲညီးတော့ရလားညီးရမိုးရလေဩဘဒူလဲတော့တားလဲတိကြတော့မသိဘူးသူကကြတော့လှုပ်ပြီးလို့နောက်ဆုံးကျမှပြောပြပါတဲ့အရင်ဦးဆုံးအမေမျက်လုံးလေးကိုပေါ်ပွားလေးခဏစီးမယ်အမေရှင်းမှာလက်ဆောင်ပစ္စည်းလေးရောက်ပြီဆိုပေါ်ပွားဖြီးပြီးတော့ပြမယ်ပျော်စေခြင်းလို့နော်အဲ့ဆိုမေဒီကနေပဲခဏလေးစောင့်ပြီနော်ကဲဟုတ်ပြီအမေလက်ဆောင်လေးတွေရောက်လာပြီကြည့်တော့မလားကြည့်မယ်လေအမေစိတ်ထဲမှာဘယ်လိုခံစားရလဲလက်ဆောင်ပစ္စည်းရတာပျော်လားပျော်တာပေါ့နော်တာတိုင်မင်းခေါ်ပေးမယ်သတိဆိုရင်အမေတို့စီစဉ်ပေးထားတဲ့လက်ဆောင်ကြီးဘယ်လောက်လှလဲဆိုတာတောင်းနဲ့တူတူကြည့်မယ်နော်ကဲစမယ်နော်ပေါ်ဝါလေးတယောက်လောက်ဖြစ်ဖြစ်နော်ကဲစမယ်အမေတူတူဆိုရင်ကြည့်မယ်နော်1 2 3ကြည့်လို့ရပြီဘာကြီးတော့ဘာကြီးလဲပတ်စံနေလေဒီမှာကြည့်ရောပတ်စံနေအများကြီးပဲတည်င်းညိုကာလာမှာအမေလူချင်တာလူဟိုတဲ့အမေကိုကြောတာလက်ခံပြီးရောဟဲ့အကြီးကြီးပဲချလိုက်ရတယ်ပန်စီလှလိုက်တာဒါဘယ်သူကပုတ်ပြရလဲပြောပြအောင်မလားသိကျင်လားဒီလက်ဆောင်တွေဘယ်သူကပုတ်ပြရလဲသိကျင်လားသိကျင်တယ်အဲ့ဆိုလုတ်ပြရလူလေးပြောပြမယ်လုတ်ပြရလူကလေတခြားလူမဟုတ်ဘူးအမေရဲ့အဝေးမှာရောက်နေတဲ့အမေရဲ့မြင်းမလေးမက်ဝေရပို့ပေးတာအဲ့ဒါရမေးတယ်ကဲမြင်းမလေးရပို့ပေးတာပြောလားပြောတယ်ကဲအမေမငိုနဲ့နော်ဒါလေးကလေသူ့ရဲ့လုံအားကချွေးနေစားတဲ့အမေကိုတည်င်းကျွမှာအမေလူကျင်တာလူလို့ရအောင်လို့သူကအဝဲနေကြော့ပေးလိုက်တာအမေစိတ်တက်တက်လေးနဲ့လူကျင်တာလူနော်မြင်းမလေးကကြော့တာအမစကားလေးပြောခိုင်းလိုက်တယ်ဒါကိုသားဖတ်ပြပေးမယ်နော်အမေမြင်းမလေးကပြောခိုင်းလိုက်တာသူ့ရင်ထဲမှာပြောချင်တာလေးတွေကိုတဲ့ကိုသားပြောပေးပါတဲ့အဲ့တော့ဒါဖတ်ပြပေးမယ်နော်ဒီမှာပြောထားတယ်ချစ်ရတဲ့အမေကြီးရေတဲ့တမီးတရင်ကျုပ်ကာလာလေးမှာတဲ့အဝေးကနေအမေကြီးကိုကြောလိုက်ပါတယ်အခုချိန်ဒီတဲ့အသက်ရှိရှိကျန်းကျန်းမာမာလေးနဲ့နေပေးတဲ့အတွက်တဲ့ကျေးဇူးပါနော်တဲ့မိဘမစုံလင်တဲ့မြေးလေးတွေကိုတဲ့စောင့်ရှောက်ပေးရမယ်ကံပါလာတဲ့အမေကြီးကိုတဲ့အရန်တနာမိတယ်တဲ့ကဲအမေကြီးကဒီအမေကသူကသမီးလက်ကမွေးလာအဲ့ဒါသမီးနဲ့အမွေးလာတိုင်းရသူကမမကြီးသမီးလက်ကသားသမီးအမေရဲ့သားသမီးတွေမကောက်ဘူးပေါ့နော်သူတို့သားသမီးတွေကမွေးလာတဲ့ညီးတွေပါအမေကနေပြီးတော့ကျွေးမွေးစောင့်ရှောက်ရတာတဲ့အဲ့ဒီအမေကိုလည်းရန်လည်းတနာမိတယ်တဲ့နောက်ပြီးတော့ပြောထားသေးတယ်သမီးဘဝမှာတဲ့နောင်တအရာဆုံးအချင်းကိုပြောပါဆိုရင်တဲ့အမေကြီးကိုတဲ့ပြန်ခွင့်ပြုလိုက်တာပါပဲတဲ့အဲ့ဒါသူ့ဘဝမှာနောင်တအရာဆုံးပဲတဲ့ဖြစ်နိုင်မယ်ဆိုအမေကြီးတို့မပြန်ခိုင်းစေချင်ဘူးတိလားပြုစုရတာတဲ့မဝါတီးတဲ့အတွက်တဲ့ပြန်လာစီချင်ပါတယ်အမေကြီးရဲ့တဲ့ပြန်လာမယ်ဆိုရင်တဲ့တမီးကိုယ်တိုင်အမေကြီးကိုလာခေါ်ပါမယ်တဲ့ပြန်သွားမှလားပြောပြတာပါမေပြောပြတာသူကဒီထီအောင်ကိုပြတဲ့ဒီထီအောင်မေကြီးကားနဲ့လာခေါ်မှာကားပေါ်တက်ရမယ်ကားပေါ်ကနေမေးမတက်ပြီးရှင်းရမယ်မေအဲ့ဆိုမေကြီးကလိုက်ဖို့အဆင်သင့်ပဲပေါ့ဟုတ်ပါဘူးသူမခ
ခေါ်နေတာလေ အော်ဒါလေးကထားခဲ့လို့မရအောင် မရှိတော့ဖေကနောင် အော်အဖေကနောက်မင်းမနဲ့နောက်ထပ်ပြောတာတည်းရဲ့နော်အမေလာမယ်ဆိုရင်တဲ့တမီးကိုယ်တိုင်ဒီထိလာခေါ်ပါမယ်တဲ့နေ့ရက်တိုင်းအစားစားတဲ့ဘယ်တော့အမြဲတမ်းတတိယနေပါတယ်တဲ့ လူရင်းတော့မင်းရောက်ခင်ရောက်မှာမချမ်းပါရဲ့ ဟုတ်ကဲ့ပါအော်မိကျမကြီးဆိုင်နော်အမေကြီးကိုလည်းအမြဲတမ်းတတိယနေတယ်တဲ့အလုပ်တွေမှာအားတာကြောင်းတဲ့အမေကြီးစီကိုဖုံးမဆက်ဖြစ်တာပါတဲ့အရန်ချစ်ရတဲ့အမေကြီးကြီးတဲ့တက်ရှိကျမ်းမာပါစေလို့တမီးဆူတောင်းပေးပါတယ်တဲ့ကဲညီမလေးကိုဗာပြန်ပြောဦးမလဲအမေညီမလေးကိုဗာပြောချင်သေးလဲ မင်းပြောတာ ဝင်းနေတယ်ကဲတူလူလေးကိုပြောချင်တာလေးရင်ထဲမှာတစ်ခွန်းလောက်ပြောလိုက်ပါအောင်တူလူလေးကလည်းအမေကြီးစီကပြန်ပြောမဲ့စကားလေးကိုကြားချင်နေမှာပေါ့တစ်ခုလောက်ပြန်ပြောပြလိုက်ပါအောင် ဝဲ ဒါဗီဒီယိုဖိုင်ရိုက်ထားပြီးတာဒီတိုင်းပြောချင်တာပြောလိုက် ဝဲအမေကြီးကမလာနိုင်တော့ကလေးတွေလည်းလာဝဲလည်းပါတော့မေကြီးဝဲလည်းနဲ့ ကဲစိတ်မကောင်းမဖြစ်နဲ့နော် ကျောက်ကအမြဲသတိရတယ်ကျောက်ကြီးထားမသုံးဖို့နေကျောက်ကိုရှင်းမရမဟုတ်တာတခုပဲကျောက်ကြီး ကဲဒီဖိုင်လေးကိုအမေမြည်စီပို့ပေးမယ်နော်ကဲစိတ်မကောင်းမဖြစ်နဲ့တော့အမေနော်ပျော်ပျော်လေးနေခါလေးနဲ့အမေလူချင်တာလူနော်ကဲအမေပြောရှင်းပါသေးပြီ